ရုပ်အလားဆိုတာတတင်ကားလေးပါမကြခင်အောင်မင်းယုံရွင်ပြက်စီလားတရားကိုဆွဲလန်းတတ်မှတ်ခြင်းမလေးစွာကျွေဝါချမ်းသာဒါတွေဟာမမြဲပါရွှေငွေစိမ်များဖို့ထိုက်ခြင်းထင်ကြတိတိချပြန်တွေ့ရေတော့တိလာရာလူဘဝတို့ကြုံလာခြင်းလေးမှာသူငါစင်တန်းစင်ကန်တို့နေကြတနာစီရာဆွဲမိုက်မမိလေးစွာအိုဒုက္ခအဖြစ်ပြန်မြန်လွယ်အရာရာတိုင်းဟာအချိန်တို့အတွင်းပျက်စီးရလေတာဒါသင်္ခါရတရားမို့မတ်ပါနေစာ